ဒုက္ခတွေ 你别干那你这个了，直接你上标了。 ဘယ်ကြောက်လဲ ARV တိုင်းဒေသကြီးလေးမျက်နှာမြို့တွင်နဝင်မြစ်ရေမြင့်တက်လာပြီးမြစ်တာကျိုးပေါက်မှု၏အကျိုးဆက်ကြောင့်ရေများမြို့ရင်းနှင့်ကြေးရွာများသို့ဆက်လက်ဝင်ရောက်လျက်ရှိကြောင်းသိရပါသည် 招呼人吧。 နဝင်မြစ်ရေဟာမြစ်ကျိုးအင်းတွင်းသို့စီးဝင်ခဲ့ပြီးအဲ့ဒီကနေတဆင့်မြို့ပေါ်ရက်ကွက်တွေနဲ့ကြေးရွာများပြားကိုရေလွှမ်းမိုးနေပါတယ်လက်ရှိမှာအမှတ်3 4နဲ့5ရက်ကွက်တွေကျန်းကုန်းကြေးရွာကျွန်းကုန်းကြေးရွာနဲ့ကွမ်းချံကုန်းကြေးရွာတို့မှာနေထိုင်တဲ့ပြည်သူတွေကိုဘေးလွတ်ရာသို့ကူညီရှေ့ပြောင်းပေးနေကြောင်းသိရပါတယ်ရေဝင်ရောက်မှုအခြေအနေကြောင့်လေးမျက်နှာမြို့ရှိစာတင်ကျောင်းတွေကိုလည်းယာယီပိတ်ထားရကြောင်းသက်ဆိုင်ရာကအသိပေးထားပါတယ်ဒေသခံပြည်သူတွေအနေနဲ့မိုးလေဝသနဲ့ရေချေနေသတင်းထုတ်ပြန်ချက်တွေကိုအနီးကပ်စောင့်ကြည့်ပြီးသက်ဆိုင်ရာအာဏာပိုင်တွေရဲ့လမ်းညွှန်ချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းထားပါတယ်